ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ဝေမျှပေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ online ကနေပြီးတော့အလုပ်ရှာနေတဲ့လူတွေအနေနဲ့သူတတိထားပါအခုဆိုလို့ရှိရင်ကျွန်တော် scammer ပုံစံမျိုးပေါ့နော်သူအနေနဲ့ online ကနေပြီးတော့သူ live လွှင့်တယ် live လွှင့်ပြီးတော့ကိုလူခေါ်တယ်အဲ့လွှင့်ပြီးတော့လူခေါ်တယ်အလုပ်ရှိလားဆိုရှိတယ်လူကိုယ်တိုင်တွေးမှပတ်စံပေးရမယ်ဆိုပြီးတော့လူကိုယ်တိုင်တွေးတဲ့ချိန်ကျတော့ပတ်စံပေးတယ်ပေးတဲ့ချိန်ကျသူတို့ကခေါ်သွားပြီးတော့ခြုံပူလီဘက်ကိုခေါ်သွားတယ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ကားတစ်စီးသို့မဟုတ်လူတူရောက်နေသူတို့ချိန်တယ်ချိန်မှာအဲ့ဒီလူတွေကနေမှဆင်းထပ်ပြီးတော့ဒီစက်ရုံဒီ uniform ဈေးတွေထပ်ကောက်တယ်ပြီးွားရင်စက်ရုံကမနေ့ပြန်ကြမှာအလုပ်ဆင်းရမှာပေါ့နော်တစ်ပတ်ခါမှအလုပ်ဆင်းရမှာဆိုပြီးသူတို့ပြောတယ်အဲ့လိုပြောပွားပြီဆိုလို့ရှိရင်သူတို့တွေကအဲ့နားမှာတရက်သူတို့တဲဥကန်မှာထားပေးခဲ့တယ်ပြီးွားရင်သူတို့ပြစ်ထားခဲ့တယ်ဖုံးဆက်ရင်လည်းဖုံးမကင်တော့သူတို့ဒီအကုန်လုံးဒီဆက်သွယ်မှုပိုင်းဆိုင်ရာအကုန်လုံးဘလောက်ပြစ်တယ်ဆိုတော့ဒါအခုလက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာလေးဖြစ်တယ်သူ့ရဲ့အကောက်ကဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုဖိုင်မှာကျွန်တော်တခါတည်းထည့်ပေးသွားမှာပေါ့နော်ရဆိုလို့ရှိရင်တော့ဒီလုံးဝလိန်နေတဲ့လူပါသူ့ကိုတွေ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနီးစပ်အားကျွန်တော်တို့အဖွဲ့အစည်းတွေကိုကျွန်တော်တို့အကြောင်းကြားပါအကြောင်းကြားပွဲကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လည်းအကြောင်းကြားလို့ရတယ်ကျွန်တော်တို့အနေနဲ့လည်းဒီသူ့ကိုကျွန်တော်တို့ဒီတိုင်ချက်တွေဖွင့်ထားတယ်ပေါ့နော် yes scan မှာနေမြေကန် yes scan မှာတိုင်ချက်တွေဖွင့်ထားတယ်လိန်တကယ်လိန်ကန်ထိတာနောက်ပိတ်ဆုံးဆိုရင်ဒီဟိုလင်မယားနှစ်တွဲနဲ့ကျွန်တော်တို့ဒီယောက်ျားလေးတစ်ယောက်စုစုပေါင်း9ယောက်လိန်ကန်ထိတာဘတ်ငွေ3000ကျော်ပါသွားတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကအရင်ရေးကြည့်တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ပြန်လဲဝေမျှပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်ခင်ဗျအားလုံးပဲယူဆိုင်ကြပါဗျာ